လာမယ့်ဒီဇင်ဘာ6ရက်နေ့မှာတော့ UFC Flyweight တိုင်းရဲ့ချန်ပီယံဖြစ်တဲ့ Alexander Pantoja နဲ့ကျွန်တော်ရဲ့ချင်းသားရင်းသားလေး Joshua Ban တို့ဟာလာမယ့်ဒီဇင်ဘာ6ရက်နေ့မှာလုံဝကြီးကိုအပြတ်သက်ရှင်ပြိုင်ထိုးတတ်ကြတော့မှာလည်းဖြစ်ပါတယ်။ဆိုတော့ဖိုက်တာတွေရဲ့အားသာချက်အားနည်းချက်တွေကိုမပြောခင်မှာကျွန်တော်ရဲ့မြန်မာနိုင်ငံကချင်းဖိုက်တာလေး Joshua Ban ကတော့ Pantoja နဲ့မထိုးခင်မှာလေအခုချန်ပီယံကပတ်ထိုးတတ်ပွဲမှာကျွန်တော်ရဲ့ချင်းသားရင်းသားလေးJoshua Ban ဟာရှုံးနိမ့်သွားခဲ့ရင်တော့စုငွေအနေနဲ့ဒေါ်လာ1,000,000ကိုပိုင်ဆိုင်သွားမှာပါတကယ်လို့သာ UFC Flyweight တိုင်းရဲ့လက်ရှိချန်ပီယံဖြစ်တဲ့ Pantoja ကိုအနိုင်ရရှိခဲ့ရင်တော့ဒေါ်လာ2,000,000ကိုပိုင်ဆိုင်သွားမှာပါအခုလိုမျိုးချန်ပီယံကပတ်စိန်ခေါ်ရရှိခဲ့တဲ့ကျွန်တော်ရဲ့မြန်မာနိုင်ငံကချင်းတိုင်းသားလေး Joshua Ban အတွက်အဖို့မပြတ်နိုင်တဲ့စိန်ခေါ်ထိုးသက်ခွင့်ဖြစ်တယ်လို့ UFC ကဖိုက်တာတိုင်းလဲဒီလိုမျိုးချန်ပီယံကပတ်စိန်ခေါ်ခွင့်ကိုလူတိုင်းရရှိနိုင်ခဲ့တာမဟုတ်ပါဘူးရှင်းပြောရရင်တော့အခုလိုမျိုးအသက်ငယ်ငယ်နဲ့ချန်ပီယံကပတ်စိန်ခေါ်ခွင့်ကိုရရှိတာကတော့အရှိတောင်အာရှမှာငယ်ငယ်ရွယ်နဲ့ချန်ပီယံကပတ်စိန်ခေါ်ခွင့်ကိုရရှိခဲ့တာကျွန်တော်တို့မြန်မာနိုင်ငံမှာပဲရှိပါတယ်Pantojaနဲ့ကျွန်တော်ရဲ့ချင်းတိုင်းသားလေး Joshua တို့ထိုးသတ်မှုပွဲမှာကျွန်တော်ရဲ့ချင်းပိုက်တာလေးကရှုံးနေတော့ရင်ဒေါ်လာ1,000,000ရမယ်တကယ်လို့နိုင်ခဲ့ရင်ဒေါ်လာ2,000,000ရမယ်ဒါပါပဲဒါမှအလုံးသိကြတဲ့အတိုင်းပါပဲ Pantoja ကတော့ချုပ်ကွက်အပိုင်းမှာလုံးဝကြီးကိုအသာစီးနဲ့အနိုင်ရရှိခဲ့တာကြောင့်သူအနိုင်ရရှိခဲ့တဲ့ဖိုက်တာတိုင်းကိုလည်းအချုပ်ကွက်နဲ့ပဲအနိုင်ယူထားတာပါဒါကြောင့်မလို့လဲ Joshua Ban နဲ့ Pantoja ရဲ့ချုပ်ကွက်တွေကိုတတိဝရိယနဲ့လုံးဝကြီးကိုစော်ကစားပြရမှာပဲဖြစ်ပါတယ်လာမယ့်ဒီဇင်ဘာလ6ရက်နေ့မှာကျင်းပမယ့် UFC ရဲ့ချန်ပီယံကပတ်လူပွဲမှာ Joshua Ban နဲ့ Pantoja တို့ရဲ့ခေါင်းပွဲနဲ့ဒုကောင်ပွဲတွေကို PPV စနစ်နဲ့တည်ရှိရမှာဖြစ်ပြီးတော့ PPV လက်မှတ်ရောင်းအားကနေတချို့ငွေတွေကိုလည်းအခုလိုမျိုးချန်ပီယံကပတ်စင်ကိုခွင့်မှာအနိုင်ရရှိခဲ့တဲ့ဖိုက်တာကရရှိအောင်မှာလည်းဖြစ်ပါတယ်ဆိုတော့ UFC Flyweight တိုင်းရဲ့လက်ရှိချန်ပီယံ Brazil ဖိုက်တာ Pantoja ကတော့ Professional MMA ကစားသမားဘွား35ပွဲထိုးသက်ရမှာပွဲ30အနိုင်ရထားပြီးတော့5ပွဲပဲရှုံးနေထားပါတယ်ကျွန်တော်ရဲ့ချင်းတိုင်းသားလေးမြန်မာဖိုက်တာ Joshua Ban ကတော့ Professional MMA ကစားသမားဘွား18ပွဲထိုးသက်ရမှာ15ပွဲနိုင်ရထားပြီးတော့2ပွဲရှုံးနေထားပါတယ် UFC မှာဆိုရင် Joshua Ban က9ပွဲထိုးသက်ထားပြီးတော့10ပွဲနိုင်တဲ့ပွဲသာရှုံးနေထားတဲ့အသက်23နှစ်အရွယ်လူငယ်ဖိုက်တာပဲဖြစ်ပါတယ်ဆိုတော့ဘာပဲဖြစ်ပြောJoshua Ban ကလုံးဝကြီးကို boxing မိုင်းမှာကောင်းတယ်ဆိုပေမဲ့လည်းတစ်ဖက်ပြန်ပဲဖြစ်တဲ့ UFC Flyweight နိုင်ရဲ့လက်ရှိချန်ပီယံဖြစ်တဲ့ Pantoja ကတော့လုံးဝကြီးကိုချုပ်ကွက်မှာအသားစီးနဲ့လုံးဝကြီးကိုအနိုင်ယူပြမယ်ဆိုပြီးလဲတော်တော်လေးကိုနာမည်ကြီးနေရလည်းဖြစ်ပါတယ်ဆိုတော့လာမယ့်ဒီဇင်ဘာလ6ရက်နေ့မှာကျင်းပမယ့်ချန်ပီယံကပတ်လူပွဲမှာဆိုရင်ပြိုင်ဘက်တိုင်းကိုချုပ်ကွက်နဲ့အနိုင်ယူပြခဲ့တဲ့ Pantoja ကိုကျွန်တော်ရဲ့ချင်းတိုင်းသားလေး Joshua Ban ကတော့ဘယ်လိုမျိုးအနိုင်ယူပြအောင်မလဲဆိုတော့ရင်ကုန်စောင်းမြော်စွာနဲ့ကြည့်ရှုရအောင်မှာပဲဖြစ်ပါတယ်